ဖုန်းတစ်လုံးနဲ့ podcast ထုတ်လို့ရလားလို့မေးလို့ရှိရင်ရပါတယ်လို့ပြောရပါမယ်ဒီနေ့ဗီဒီယိုကတော့ကို့မှာရှိတဲ့ဖုန်းတစ်လုံးနဲ့ပဲ podcast ထုတ်နိုင်မဲ့နည်းလမ်းတချို့ကိုပြောပြမှာဖြစ်ပါတယ်podcast တခုစားဖို့အတွက်ကိုကျွန်တော်တို့အများရန်စိတ်ပူနေတဲ့ကိစ္စတခုရှိတယ်အဲ့တော့များသောအားဖြင့်စဉ်းစားပြကြတဲ့ကိစ္စကစတူဒီယိုကောင်းကောင်းရှိပါမလားပေါ့ပြီးတော့ဈေးကိုတိန်းနဲ့ချီပြီးတော့ပေးရတဲ့ podcast mic တွေရှိမလားပေါ့ပြီးတော့ဘာနဲ့ edit လုပ်မလဲဘယ်လိုထုတ်ကြမလဲဆိုတဲ့ဟာဒါတွေကိုစဉ်းစားကြတာပေါ့လေနော်အဲ့တော့နောက်တစ်ပို့ဆိုတာကဘာစဉ်းစားလဲဆိုလို့ရှိရင်ဗီဒီယို podcast လုပ်ဖို့အတွက်ကိုရိုက်ကူးရေးတို့နော်ဒီကင်မရာကိစ္စတွေတို့ဒါတွေကိုပါအများရန်စဉ်းစားနေကြတာရှိတယ်အဲ့တော့ကျွန်တော်ရိုးရိုးရှင်းရှင်းပဲဒီမှာရှင်းပြပါမယ်ဒီနေ့ကတော့ကျွန်တော်တို့ audio podcast တွေထုတ်ဖို့အတွက်ကိုဖုန်းနဲ့ပဲစမယ်ဖုန်းနဲ့ပဲထုတ်မယ်ဆိုတော့နည်းလမ်းတွေကိုပြောပြပါမယ်ကျွန်တော်ဒီ content ကိုစပြီးလုပ်ဖို့စဉ်းစားတဲ့ idea ကဘယ်ကစလဲဆိုလို့ရှိရင်ကျွန်တော် covid တုန်းက podcast တချို့ထုတ်ဖြစ်တယ်3-4 ဘုတ်လောက်ထုတ်တယ်အဲ့ဒီတုန်းကတီးကြတဲ့အတိုင်းစီးပွားရေးတွေလည်းသိအဆင်မပြေကြဘူးနောက်တစ်ခုကကျတော့ဒီပစ္စည်းတွေဝယ်ဖို့လို့စတူဒီယိုတွေ set up လုပ်ဖို့လို့ဆိုတဲ့ကိစ္စတွေကနည်းနည်းလေးခက်တာအောင်နော်အဲ့တော့ကျွန်တော်ဗာစဉ်းစားလဲဆိုရင် okay ငါ podcast လုပ်ချင်လဲဒီဟာလုပ်ဖို့အတွက်ကိုရှိတဲ့ပစ္စည်းတွေနဲ့ပဲရသလောက်လုပ်မယ်ဆိုပြီးတော့try ကြည့်တယ်အဲ့တော့အခုဒီမှာကျွန်တော်နည်းနည်းဖွင့်ပြမယ် podcast ဟာအဲ့ဒီတုန်းကဖုန်းနဲ့လုပ်ခဲ့တဲ့ podcast ပါနားထောင်ကြည့်ပါကျွန်တော်တို့ဘက်မှာတော့အဲ့ဒီနေ့ညပိုင်းမှာမီးတွေပါပြတ်သွားတယ်ဒီရက်ကွက်လုံးကညနေ6နာရီလောက်ထဲကတိတ်ဆိတ်နေတယ်လမ်းပေါ်မှာလူသိမ့်မရှိကြအောင်အဲ့တော့မီးတွေပြတ်နေတဲ့အချိန်မှာရက်ကွက်ထဲမှာဘာမှမကြားအောင်အကုန်လုံးကကိုစီအိမ်နေထဲမှာပဲရှိနေကြမှာထင်တာပေါ့နော်ဆိုတော့အဲ့လိုနေနဲ့ကျွန်တော်နိုင်တော့အတိအကျမမှတ်မိတော့ပါဘူးเนาะညတော်တော်နှက်နေပြီဘယ်ကနေဘယ်လိုသတင်းတစ်ခုစပြန်လာလဲမသိဘူးโอเคဒီဗီဒီယိုမှာတော့ကျွန်တော်တို့ podcast တပုတ်အစအဆုံးလုပ်ဖို့အတွက်ကိုအတန်တွေဘယ်လိုသွင်းမလဲအတန်ဖမ်းတဲ့နီးစနစ်တွေဘယ်လိုလုပ်မလဲစကားပြောတဲ့အခါမှာဘယ်လိုနီးစနစ်တွေနဲ့ပြောမလဲကျွန်တော်တို့အတန် quality တွေကောင်းကောင်းမွန်ရအောင်ဘယ်လိုလုပ်မလဲဆိုတာတွေကိုဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်စက်ကြည့်အောင်ပါအဲ့တော့ခုနကျွန်တော်ပြောတဲ့technique တွေ skill တွေအဲ့ဒီကိစ္စတွေမသွားခင်မှာပထမဆုံးအရေးကြီးတဲ့ကိစ္စတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးပြင်ဆင်မှုပါအဲ့တော့ဒီနေ့တော့ဒီ podcast လုပ်ဖို့အတွက်ကိုကျွန်တော်တို့စပြီးပြင်ဆင်ရမယ့်ကိစ္စကဒီဟာလုပ်ဖို့အတွက်ကိုစိတ်အားထက်သန်မှုကိစ္စဖြစ်ပါတယ်အဲ့တော့အရင်ဆုံးစဉ်းစားမှာငါဒါလုပ်မယ်ဒါကိုမဖြစ်အောင်လုပ်မယ်ဆိုတဲ့ဟာပေါ့နော်ပြီးသွားတဲ့အခါမှာဒီအလုပ်ကိုလုပ်ဖို့အတွက်လည်းအမြဲတမ်းကိုကတက်ကြွနေရမှာမျိုးเนาะအမြဲတမ်းတစ်ခုပြီးတစ်ခုဆက်ပြီးတော့လေ့လာနေကြတာမျိုးပြီးသွားတဲ့အခါမှာဒီအတွက်ကိုအချိန်ကောင်းပြီးချုပ်ပြီးပြောရလို့ရှိရင်တော့စားလဲဒီစိတ်သွားလဲဒီစိတ်နဲ့လောက်ရမယ်ဆိုတဲ့သဘောပါနော်ဒါပြီးသွားရင်တော့နောက်မှရှိတဲ့အဆင့်တွေကအကုန်လုံးလွယ်သွားပါလိမ့်မယ်โอเคပထမဆုံးအဆင့်ကျွန်တော်တို့မှာရှိတဲ့လက်ရှိ mobile phone တွေကဖုန်းပြောဖို့အတွက်ပဲမဟုတ်ဘူးအဲ့တော့တချင်းဆိုတာလားအတန်သွင်းတာလားအကုန်လုံးလုပ်လို့ရတယ်အဲ့တော့ဒီဖုန်းတွေမှာပါတဲ့ mic တွေက podcast လုပ်ဖို့အတွက်ကောင်းကောင်းဆက်ဖို့ပေးပါတယ်နော်လုပ်လို့ရတယ် podcast ရဲ့အဓိကအရာသာသည်အတန် quality ကိုပြောတာဖြစ်ပါတယ်နော်အတန် quality ကောင်းကောင်းနဲ့လူတွေနားထောင်လို့ကောင်းအောင်ပြောရတဲ့နည်းစနစ်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီမှာဖုန်းမှာပဲအတန်သွင်းတဲ့အခါမှာသိရမယ့်အချက်တချို့ကိုကျွန်တော်ဒီမှာပြောပြမယ်ပထမဆုံးကတော့ကျွန်တော်တို့ဖုန်းတွေမှာရှိတဲ့ mic တွေရဲ့နေရာကိုသိရမှာပေါ့နော်ဆိုတော့များသောအားဖြင့်တော့ကျွန်တော်တို့ရဲ့ဖုန်းတွေကရဲ့ mic တွေကဒီလိုနေရာတွေမှာရှိတတ်တယ်နော်ဒီဖုန်းရဲ့အောက်ခြေဒီ mic ဒီကျွန်တော်တို့အတန်သွင်းတဲ့အခါမှာ position မှန်မှုလို့လေပထမဆုံး view ဆိုင်ရမှာဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ mic နဲ့ဖုန်းမှာပါတဲ့ mic နဲ့ကိုပြောမဲ့နှုတ်ခမ်းအကွာအဝေးတွေကိုသတိထားရတာပေါ့နော်အဲ့တော့အကြမ်းမြင်ပြောရလို့ရှိရင်တော့ဒီ
ဖုန်းမိုင်းနဲ့ကျွန်တော်တို့ရဲ့နှုတ်ခမ်းအကွာဝေးကအနည်းဆုံး6လက်မှတမိုက်နီးပါးရှိရတယ်အဲ့ဒါဘယ်လောက်ရှိလဲဆိုလို့ရှိရင်ဒီလောက် position လောက်ရှိမှာပေါ့နော်တထွာနီးပါးတမိုက်လို့လည်းပြောလို့ရနော်ဆိုတော့တမိုက်လာမတထွာပါနော်โอเคအဲ့တော့တထွာနီးပါးဒီလောက်ရှိရတယ်ပြီးသွားတဲ့အခါမှာအဲ့ဒီ mic position ဒီတပြေးညီတဲ့ဖြစ်ရတယ်ဆိုလိုချင်တဲ့သဘောကပြောနေရင်တန်းလန်းနဲ့ဒီလိုအောက်ကျသွားတာမျိုးဒီလိုအပေါ်ရောက်သွားတာမျိုးဖြစ်လို့မရဘူးเนาะအဲ့တော့ podcast တစ်ပုဒ်က3မိနစ်စာရှိမယ်ဆိုလို့ရှိရင်အဲ့ဒီ3မိနစ်လုံးက mic direction ကမှန်မှန်ကန်ကန်နဲ့တနေရာထဲမှာပဲရှိနေဖို့လိုတယ်เนาะအဲ့တော့ဒါကဘာကြောင့်အရေးကြီးလဲဆိုလို့ရှိရင်တခါတလေမှာကျွန်တော်တို့ဒီ mic position တွေမညီတာအကွာအဝေးတွေမညီတာဖြစ်တဲ့အခါမှာကျွန်တော်တို့စီကနေထွက်တဲ့အတန်ဒီတိုးရတာမျိုးပြန်ကျဲလာတာမျိုးဒါမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့သတိထားရတာအဲ့တော့ဒီဖုန်းမိုင်းနဲ့အတန်သွင်းတဲ့အခါမှာအများအားမှားလေးရှိတဲ့ကိစ္စရှိတယ်အဲ့ဒါအတန်မဝင်မှာဆိုလို့ဆိုပြီးတော့ကျွန်တော်တို့ဒီမိုင်းနဲ့ကတ်ပြောတာပေါ့လေနော်အဲ့တော့အဲ့ဒီလိုမျိုးသွင်းတဲ့အခါမှာဘာပြဿနာရှိလဲဆိုလို့ရှိရင်ဒီမိုင်းနဲ့စင်တီမီတာအနည်းငယ်လောက်ကွာတဲ့အကွာဝေးကကျွန်တော်တို့ရဲ့ပါးစပ်ကနေထွက်တဲ့ဒီလေလုံးလို့ပြောတာပေါ့နော်လေကျွန်တော်တို့စကားပြောတဲ့အခါမှာလေတွေကအဲ့လိုအလုံးလိုက်ထွက်လာဆိုတော့အဲ့ဒီလေလုံးတွေဒီ mic တဲကိုသွားပြီးတော့စောင့်ပြီးတော့ဝင်တတ်တယ်ဝင်တဲ့အခါမှာဘာဖြစ်လဲဆိုရင်အဲ့လိုဟိုအတန်ပြန်နားထောင်တဲ့အခါမှာအဲ့လိုဘက်နဲ့ကြားရတာမျိုးဖြစ်တတ်တာပေါ့ဒါကြောင့်မလို့ဒီအကွာဝေးကိုအမြဲတမ်းချိန်မှာပြီးတော့ mic ရဲ့မိုင်းနဲ့ပါဇက်နဲ့ level ကအမြဲတမ်းတပြေးညီဖြစ်နေအောင် view ဆိုင်အောင်နော်နောက်တစ်ချက်ကအတန်ထွက်တဲ့စနစ်ပါနော်အဲ့တော့ပုံမှန်ဆိုရင်တော့ဒီကျွန်တော်တို့တွေကလူတဦးနဲ့တဦးကဒီအတန်တွေအတန်ထားမတူကြဘူးအတန် level မတူကြဘူးเนาะဆိုလိုချင်တာကတချို့ကြတော့အတန်ပြက်ပြက်ပြောင်းနဲ့ပြောတယ်တချို့ကြတော့အတန်ကြဲပြောတတ်တာမျိုးရှိတတ်တယ်အဲ့တော့ဒီ podcast တွေတွင်းတဲ့အခါမှာအရေးကြီးတဲ့ကိစ္စကတော့အဲ့ဒီအတန် level ကိုညှိရတာပေါ့နော်အဲ့တော့လုံးဝမတိုးလွန်မကျယ်လွန်နဲ့အတန်မျိုးနဲ့ပြောရတာမျိုးဒါတစ်ချက်ပါအဲ့တော့နောက်တစ်ခုကကြတော့ဒီကျွန်တော်တို့စကားပြောတဲ့အခါမှာပုံမှန်လေသံထက်ကိုနည်းနည်းမြင့်ပြီးတော့ပြောရတယ်စကားပြောတဲ့ flow เนาะဒီ tempo အနည်းအမြန်အောင်လဲပုံမှန်အခြေအနေတိုင်းနားထောင်တဲ့လူတွေချောချောကျူကျူဟိုနားထောင်လို့ရနိုင်တဲ့ speed မျိုးလောက်နဲ့ပြောတာမျိုးဟာတင့်တော်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံမှန်စကားပြောလို့ရှိရင်မြန်ကြတယ်အခုကျွန်တော်ပြောနေတော့မှစကားမြန်လာတာမျိုးပါမျိုးဖြစ်တာပေါ့နော်ဒါပေမဲ့ကိုက podcast လုပ်တဲ့အခါမှာဘာတော့သတိထားရမလဲဆိုလို့ရှိရင်ကိုက story တစ်ခုခုကိုပြောပြနေတာလားဒါမှမဟုတ်လို့ရှိရင်စာအုပ်တုပ်ကိုဖတ်ပြနေတာလားအဲ့ဒီအခြေအနေပေါ်မှာမူတည်ပြီးတော့မှပဲကျွန်တော်တို့ရဲ့စကားပြောတဲ့နှုံးအမြန်နှုံးကိုအနည်းအမြန်ကိုပုံမှန်တိုင်းနားထောင်လို့ရအောင်နားထောင်လို့ကောင်းအောင်ပြောရတာပေါ့လေနော်ဒါတစ်ချက်ပါအဲ့တော့နောက်တစ်ခုကတော့အရေးကြီးတဲ့ကိစ္စကအတန်သွင်းမဲ့နေရပါနော်များသောအားဖြင့်တော့ကျွန်တော်တို့ဒီ budget podcast လို့ပဲပြောမလားနော်ကို့မှာရှိရလေးနဲ့တစ်နိုင်တစ်ပိုင်းလောက်ကြမယ်ဆိုတဲ့အခါမှာchallenge အကြီးဆုံးကိစ္စကကိုယ့်အိမ်ထဲကဘယ်နေရာမှာသွင်းမလဲဘယ်နေရာကအတန်လုံခြုံရှိလဲเนาะဒါမျိုးတွေသတိထားရတာပါအခုဒီဗီဒီယိုကျွန်တော်ရိုက်တဲ့အခါမှာကျွန်တော်ခါတိုင်းရိုက်နေတဲ့နေရာမဟုတ်သူကနောက်ဖေးကမ်းမှာလာရိုက်တာအဲ့တော့နားထောင်ကြည့်ရင်သတိထားမိလိမ့်မယ်ဒီအခန်းဒီပဲ့တင်တန်များတယ်အဲ့တော့လှိုင်တန်မျိုးထွက်နေတာပေါ့เนาะလှိုင်တန်ထွက်နေတယ်ကျွန်တော်မိုက်တော့သုံးလာတယ်အဲ့တော့အတန်သွင်းမှုအတွက်အရင်ဆုံးစစဉ်းစားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပဲ့တင်တန်နေမရှိတဲ့ကိုယ်အိမ်ခန်းတွေကဘယ်နေရာမှာအဆင်ပြေလဲဆိုတာကိုအရင်ရွေးရတာပေါ့နော်တကယ်လို့လုံးဝမရဘူးဆိုရင်ကျွန်တော်တို့အရန်လွယ်တဲ့နီးစီရယ်တော်တော်များများဒီနောက်ခံစကားပြောတဲ့လူတွေတို့နော်အတန် podcast ကိုအတန်တီးတတ်မယ်လုပ်တဲ့လူတွေတို့လုပ်တဲ့နီးလန်းရှိရယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အလွယ်ဆုံးနည်းကတော့ကိုယ့်ရဲ့အိမ်ရဲ့တောင်းတစ်ခုခုမှာအဲ့လိုလူရောအတန်သွင်းမဲ့ mic ကိုစောင်းနဲ့အုပ်ပြီးတော့သွင်းလာမျိုးเนาะအဲ့တော့ဘာကြောင့်စောင်းနဲ့အုပ်ပြီးသွင်းရင်အတန်လုံလဲဆိုလို့ရှိရင်ဒီစောင်းတွေရဲ့ပိတ်တွေကထူတယ်အဲ့တော့သူကအပြင်ကဝင်နိုင်တဲ့ noise တွေကိုလည်း short ပေးနိုင်တယ်လို့ကျွန်တော်တို့စီကထွက်တဲ့အတန်တွေရဲ့ဟို wave တွေပေါ့နော်ဒီပက်တင်တန်တွေကိုလည်းထိမ့်ပေးနိုင်တယ်ဒါကတနည်းနောက်တစ်ခုကလှုပ်လို့ရတာကကြတော့ကျွန်တော်တို့အိမ်မှာဗီဒီယိုတွေရှိကောင်းရှိလိမ့်မယ်เนาะအဲ့တော့ဗီဒီယိုတွေကကျွန်တော်တို့အဝတ်တွေအများကြီးထည့်ကြတယ်အဲ့ဒီအဝတ်တွေကအတန်ကောင်းကောင်းစုပ်ပေးရအဲ့တော့ကျွန်တော်ဒီမှာလောက်တော့မလောက်ပြတော့ဘူးเนาะဒါအချိန်လေးလည်းနည်းနည်းဟိုပါပြောအောင်လဲကျွန်တော်တချို့YouTube ကတွေ့တဲ့ဟာလေးတွေဒီမှာပြန်ပြီးတော့ထည့်ပေးပါအဲ့တော့ဒီ
video တွေရှိရဆိုလို့ရှိရင်အဲ့ဒီ video တွေထဲမှာကိုဖုန်းကိုထားပြီးတော့ခုန mic အကွာအဝေးလောက်ကျွန်တော်ပြောတဲ့ mic အကွာအဝေးလောက်နဲ့တွင်းမယ်ဆိုလို့ရှိရင်ဒါကလည်းအတန်လုံတဲ့ညီတစ်မျိုးပေါ့နော်အဲ့တော့ challenge ရှိတာကကိုအိမ်အခန်းမှာဘယ်နေရာမှာအတန်ကဒီပက်တင်တန်တွေပျောက်နိုင်တဲ့နေရာရှိလဲเนาะပြီးတော့အတန်ကိုအဲ့လိုတီးတီးတန်းတန်းလုံချုံကြားတဲ့နေရာဘယ်နေရာရှိလဲဆိုတာမျိုးစဉ်းစားတာနောက်ထပ်အရေးကြီးဆုံးတစ်ချက်ကတော့ပတ်ဝန်းကျင်က noise တွေပါအဲ့တော့အဲ့ဒီပတ်ဝန်းကျင်က noise တွေကဘာတွေလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့အိမ်ရှိမှာအများအားဖြတ်တတ်တဲ့ဒီအမိုက်တွေတို့ဈေးတွေတို့เนาะဒါမျိုးတွေရေသန့်တို့ဘာလို့ပေါ့เนาะဒါတွေတခုတကယ်လို့များကိုကနေတဲ့နေရာကပတ်ဝန်းကျင်မှာအဲ့လိုကားလမ်းတွေအရန်အသွားလာများတယ်ကားတွေအရန်များတယ်ဆိုရင်ဒါတွေလည်း noise ဖြစ်နိုင်တယ်ပြီးတော့ဘာတွေရှိနိုင်လဲဆိုရင်အဲ့လိုနောက်မှာလွှစက်တွေဖြတ်တာတို့เนาะရေပေါ်ထိုးတာတို့ဒါမျိုးတွေမှာလည်းnoise တွေကပါနိုင်တယ်အဲ့တော့အဲ့ဒီအတွေ့အကြုံတွေကအတန်သွင်းရင်သိလိမ့်မယ်လေနော်အဲ့တော့စမ်းကြည့်လိုက်ပေါ့ကိုယ့်ပတ်ဝန်းကျင်ကဘယ်လို noise တွေရှိတယ်လဲဆိုတာအဲ့တော့တချို့ကြတော့လေနယ်တွေမှာနေတဲ့လူတွေပေါ့နော်ဘာတော့အခွင့်အရေးတစ်ခုရှိလဲဆိုရင်တချို့နယ်တွေမှာလယ်ကွင်းပြင်လိုနေရာမျိုးတွေမှာကျွန်တော်တို့တွင်းလို့ရနိုင်တယ်နော်အဲ့တော့လယ်ကွင်းပြင်လိုနေရာတွေဒီ maybe ပါနိုင်တာကဘေးပတ်ဝန်းကျင်ကငှက်တန်တို့ဘာလို့ဒါတွေကတိတ်ပြီးတော့ပြဿနာမရှိဘူးတချို့pocket စီမှာဆိုအဲ့လို background အတန်ကိုတမင်ယူပြီးတော့တွင်းတာမျိုးလဲလုပ်လို့ရတယ်ပေါ့နော်ဒီလိုနည်းတွေလည်းကျွန်တော်တို့စဉ်းစားလို့ရပါတယ်အဲ့တော့နောက်တစ်ဆင့်ကတော့ကျွန်တော်တို့ app တွေကြောင်းနည်းနည်းပြောမယ်ဒီဖုန်းနဲ့အတန်သွင်းတဲ့အခါမှာကျွန်တော်တို့ recording app တစ်ခုခုသုံးတာပိုကောင်းတယ်တချို့ဖုန်းတွေမှာတော့ကျွန်တော်တို့ record system ထဲမှာဒီ setting ထဲမှာသွားပြီးတော့အတန်သွင်းမဲ့ file format ကိုပြောင်းလို့ရတယ်ဒီ MP3 တို့ WAV file တို့เนาะM4A တို့ဒါမျိုးတွေရှိတယ်အဲ့တော့ podcast သွင်းမှုအများရန်စဉ်းစားမယ့်ဟာတစ်ခုရှိတယ်ကျွန်တော်တို့အတန်သွင်းတဲ့အခါမှာဒီအတန်တွေကိုတီးဖြတ်တာတို့เนาะပြီးတော့တခြား background music တွေနောက် ambient sound တွေဒါမျိုးတွေထည့်ဖို့အတွက်ဆိုလို့ရှိရင်တေချာတီးဖြတ်ဖို့အတွက်ကောင်းတဲ့ file ဒီ WAV file လို့ပြောတယ်เนาะ WAV နဲ့ထွက်တဲ့အဲ့တော့အဲ့ဒါကapplication တွေမှာအတန်သွင်းတဲ့ application တွေမှာတခါတည်းရွေးရလို့ရတယ်ကျွန်တော်ဒီမှာပြပါမယ်အဲ့တော့ကျွန်တော်သုံးတဲ့ဟာကတော့ voice recorder ဆိုတဲ့ application တစ်ခုသုံးတယ်သူကဘာရလဲဆိုလို့ရှိရင် MP3 နဲ့ WAV format နှစ်ခုရတယ်ဆိုတော့အဲ့ဒီထဲက WAV ကိုရွေးပြီးတော့သုံးလို့ရတယ်เนาะဒီဗီဒီယိုမှာလည်းတွေ့ပါလိမ့်မယ်အဲ့တော့ပြီးတော့ကျွန်တော်တို့လုပ်လို့ရတဲ့ဒီဟာကို edit လုပ်မဲ့ application ပေါ့เนาะအဲ့တော့များသောအားဖြင့်တော့ဒီ audio edit app တွေကကျွန်တော်ထားပါတော့ Random Maker ပဲထားပါတော့ Random Maker တို့ဘာလို့ဆိုလို့ရှိရင်သူကfile တွေကိုရှေ့နောက်ချုပ်တာတို့ဖြတ်တာတို့ trim လုပ်တာတို့ဒါတွေရတယ်ပေါ့နော်အဲ့တော့ podcast လုပ်ဖို့အတွက်ဆိုရင်တော့ဘာကအရေးကြီးလဲဆိုရင်ကျွန်တော်တို့ကဥပမာကိုယ့်ရဲ့ main vocal တခုပါမယ်ပြီးသွားလို့ရှိရင်နောက်က background music လေးထည့်မယ်အဲ့ဒီပြင်မှာအတန်တွေကိုအပေါ်က track နဲ့အောက်က track ကိုအတင်ချလုပ်ကြမယ်ပေါ့နော်ဒါမျိုးတွေချိန်ရညှိရတာရှိတယ်အဲ့တော့ဒီမှာကျွန်တော် app တချို့ပြပေးမယ်ပထမတစ်ခုကတော့Lexix Audio ဆိုတဲ့application နောက်တခြား BandLab တို့ဘာလို့အများကြီးရှိတယ်တချို့ app တွေလည်း payment နဲ့ဝယ်ရတာမျိုးရှိတယ်เนาะ Lexix ကတော့ဒီ application ထဲမှာကျွန်တော်တို့ခုနပြောတဲ့ track တွေစီစဉ်တာတို့เนาะပြီးရင် fade in fade out လုပ်တာ file တွေကိုရှေ့တွေနောက်တွေဖြတ်တာဒါမျိုးတွေလုပ်လို့ရတယ်ဒါကတနည်းပေါ့เนาะအဲ့တော့ပြီးရင်တခြား app တွေလည်းရှိပါတယ်เนาะတော့ကျွန်တော်တို့ Lexix ကိုပို့ပြီးတော့ recommend ပေးတယ်အဲ့တော့နောက်တစ်ခုကအလွယ်ဆုံးနည်းလုပ်ချင်တယ်ကိုယ့်ရဲ့ဟာကိုကိုယ့်ရဲ့ podcast ကိုဗီဒီယိုအနေနဲ့ထုတ်မယ်ပေါ့เนาะလွယ်လွယ်လေးပဲကျွန်တော်တို့ဒီမှာ CapCut ကလူတွေနဲ့တော်တော်ရင်းနှီးပြီးသားအဲ့တော့ CapCut ထဲမှာဓာတ်ပုံလေးတစ်ပုံနဲ့အောက်က audio ထည့်ပြီးတော့ podcast ထုတ်တာမျိုးလုပ်လို့ရတယ်နော်အဲ့တော့ဒါကအလွယ်နည်းကိုပြောတာပေါ့နော်အဲ့တော့ video file မှာaudio ပြန်ပြောင်းခြင်းနဲ့ဆိုရဲတိတ်ပြဿနာမရှိဘူးကျွန်တော်တို့ဒီformat factory လို့ application တွေเนาะနောက်တချို့ online မှာဒီ format ပြောင်းလို့ရတဲ့wave file audio ပြန်ပြောင်းလို့ရတဲ့ဒီဟိုဟာမျိုးတွေကျွန်တော်တို့တုံးလို့ရတယ်ပေါ့လေเนาะ okay ဆိုတော့ဒီနည်းစနစ်တွေကိုတေချာလေးလုပ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တို့တရရနဲ့အတန် quality ကောင်းတဲ့podcast တွေဖန်တီးလို့ရနိုင်မယ်ဆိုတော့နောက်ဆုံးတစ်ခုဒီမှာကျွန်တော် bonus tip အနေနဲ့ထပ်ပြီးတော့ဖြည့်ပေးချင်တာဘာလဲဆိုလို့ရှိရင် podcast idea ပါအဲ့တော့ podcast idea ဒီကျွန်တော်တို့လုပ်မဲ့
podcast ဒီဘယ်လိုအကြောင်းအရာမျိုးလုပ်မလဲနော်ဘယ်လိုမျိုး topic တွေကိုရွေးမလဲဘာစပြောမှလဲဆိုတဲ့ကိစ္စကိုစဉ်းစားရတာပါအဲ့တော့အရင်ဆုံးအခုမှစပြီးတော့ podcast လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့စဉ်းစားဖို့လိုတာက solo podcast တွေလို့ပြောတဲ့တဦးတည်းပြောတဲ့ podcast မျိုးတွေလုပ်လို့ရနိုင်ပါတယ်အဲ့တော့ solo podcast လို့ပြောလို့ရှိရင်ကျွန်တော်တို့ရွေးချယ်စရာတွေများတယ်ပထမတစ်ခုကကြတော့ကိုယ့်ရဲ့ personal experience တွေ personal thought တွေကိုပြောမလားပေါ့နော်နောက်တစ်ခုကကြတော့ဒီ audio book တွေနော်ဒီဟိုစာအုပ်ဖတ်ပြတာမျိုးတွေဒါမျိုးတွေလုပ်မလားပေါ့နော်ပြီးသွားတဲ့အခါမှာဒီတခြားကြပြဖတ်တာတို့နော်ဇလန်းပြောပြတာတို့ဒါမျိုးတွေလည်းလုပ်လို့ရပါတယ်အဲ့တော့ဟိုအရင်ဆုံးစဉ်းစားရမှာကပထမဆုံးလုပ်မဲ့ podcast တွေတိတ်ပြီးတော့အရှိကြီးအများကြီးလုပ်เสียမလို့ကိုမနိုင်တဲ့ဟာကိုလုပ်เสียမလို့ဥမာအဖြစ်ဟိုစကျင်နေဆိုလို့ရှိရင်ကိုခီးသွားတဲ့အတွေ့အကြုံလားဒါမှမဟုတ်လို့ရှိရင်ငယ်ဘဝတုန်းကအတွေ့အကြုံမျိုးလားတငယ်ချင်းတယောက်အကြောင်းလားနော်ဒါမှမဟုတ်ပြောစရာကိစ္စတစ်ခုခုအကြောင်းလားပွဲတော်တစ်ခုခုအကြောင်းလားဒါမျိုးတွေကျွန်တော်တို့စမ်းပြီးတော့ပြောကြည့်လို့ရတယ်အဲ့ဒီကနေမှကိုကအတန်သွင်းတာတွေလည်းကျွမ်းလာပြီနောက်ပြီးတော့ဒီပြောတာဆိုတာတွေလည်းပို့ပြီးတော့တွတ်တွတ်လက်လက်ရှိလာပြီဆိုရင်တော့ကိုယ့်ရဲ့ podcast ကိုဘယ်လိုအကြောင်းအရာမျိုးတွေကိုတီးတန့်တင်ဆက်မလဲဆိုတဲ့ဟာတွေကိုစဉ်းစားလို့ရပါတယ်အဲ့တော့ဒီတစ်ခါအကြောင်းအရာတွေမှာကျွန်တော် podcast ဆိုတာဘာလဲဆိုတာကိုသိပြီးတော့အခြေကြီးချိန်ပြီးတော့မပြောတော့ဘူးအဓိကတော့ podcast လုပ်ဖို့အတွက်ဘာတွေပြင်ဆင်မလဲဘာလုပ်ရမလဲနည်းနည်းစဉ်းစားလို့ရအောင်ဝေမျှပေးတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာတော့ကျွန်တော်ဒီ podcast ဆိုတာဘာလဲဆိုတာတွေနောက်ပြီးတော့ဒီaudio podcast ကိုနောက်ပိုင်း video podcast အနေနဲ့လောက်လာကြတဲ့အခြေအနေတွေဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ဝေမျှပေးပါမယ်နော်အဲ့တော့အချုပ်အနေနဲ့ပြောရလို့ရှိရင်တော့ကိုက podcast တွေနားထောင်ရတာဝါသနာပါတယ်ကိုတိုင်းလည်းထုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာရှိတဲ့ဖုန်းနဲ့ပဲစကြည့်လိုက်ပါအဆင်ပြေပါလိမ့်မယ်အဲ့တော့တခုခုသိချင်တာများရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာမိကုန်းနေမိထားလို့ရပါတယ်နောက်ထပ်လှုပ်စေခြင်းတဲ့ဗီဒီယိုတွေ podcast နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလှုပ်စေခြင်းတာမျိုးရှိရင်လည်းဒီ comment မှာမှတ်ချက်ဝင်ပေးထားလို့ရပါတယ်ဗျအစားဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်podcast ကောင်းကောင်းနေထုတ်နိုင်ကြပါလိမ့်ဗျ